ရွှေဆိုင်တစ်ခုမှာအမျိုးသားတစ်ယောက်ကရွှေသွားဝယ်တယ်ရွှေသွားဝယ်တဲ့အခါမှာသူဝယ်ခဲ့တဲ့ရွှေ20သားကိုစာချုပ်စာတမ်းနဲ့အဲ့ရွှေဆိုင်မှာအပ်ခဲ့တယ်ဒီနေ့မှာသူ့ရဲ့အမျိုးသမီးနဲ့သူ့ရဲ့အမေဖြစ်သူကနေပြီးတော့မှသူ့ရဲ့မှတ်ပုံတင်တွေကိုယူသွားပြီးတော့ရွှေဆိုင်မှာလာပြီးတော့မှအဲ့သူ့ရဲ့ရွှေတွေကိုတွဲရောင်းတယ်ပေါ့ဗျာတွဲရောင်းတဲ့အခါမှာအဲ့တော့အမျိုးသားဒီမရှိတော့ဘူးပေါ့ဗျာတေဆုံးသွားရဲဆိုလဲတေဆုံးတဲ့အကြောင်းကိုထောက်ခံချက်ကျွန်တော်တို့ပြနိုင်မှာအဲရွှေဆိုင်ကရွှေရောင်းဝင်ရှိရဲအဲ့ဒီမှာသူတို့ကဘယ်လိုလာလိမ့်လဲဆိုလို့ရှိရင်သူ့ရဲ့အမျိုးသားဆေးရုံရုတ်တရက်ရောက်နေတဲ့အတွက်နော်အဲ့ရွှေတွေကိုသူတို့ကလာရောင်းသွားတယ်လာရောင်းသွားတဲ့အခါမှာအဲ့ဒီအမျိုးသားရဲစခန်းကိုတိုင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီရွှေရောင်းပေးလိုက်တဲ့ရွှေဆိုင်ကနေပြီးတော့မှဒီအမျိုးသားကိုရွှေ20သားပြန်ရောပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအမျိုးသားဒီလက်ရှိမှာရှိနေသေးတယ်မသေးဆုံးတဲ့အတွက်ကြောင့်မို့လို့သူကိုယ်တိုင်စာချုပ်ခဲ့တာဖြစ်တဲ့အတွက်သူကိုယ်တိုင်လာရောင်းသွားတာမဟုတ်တဲ့အတွက်ရွှေဆိုင်ကပြန်ရောပေးရမယ်။တစ်ချိန်တည်းမှာပဲအမျိုးသမီး2ဦးကိုရွှေဆိုင်ကပြန်ပြီးတော့တရားစွဲခွင့်ရမယ်။ဒါဒီထိုင်းဥပဒေရဲ့ကျွန်တော်တို့ရိုးရှင်းတဲ့ပုံစံဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီမှာအဓိကပြောချင်တာထိုင်းမှာတချို့ငွေလွှဲတဲ့အခါမှာလိန်ခံရတဲ့အခါမှာကျွန်တော်တို့เนาะမမှန်ကန်တဲ့နေ့နဲ့ဖြည့်ရှင်းကြတခြား page အစ်စ်တွေမှာကျွန်တော်တို့ဗလိန်နဲ့လိုက်ပြီးတော့မှ comment တွေရေးကြတယ်တကယ်ဆိုရင်ကိုလွှဲထားတဲ့เนาะဘန်ပိုင်ရှင်ကိုကျွန်တော်တို့က yes scan တွေမှာအမှုဖွင့်ရမှာဖြစ်ပါတယ်အဲ့ဒါမှဘန်ပိုင်ရှင်ကကိုယ်ကိုလာဖြည့်ရှင်းပေးမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့မလုပ်ဘူးဆိုရင်အဲ့ငွေလိန်ကိုင်းတွေကကျွန်တော်တို့နားမလဲသူတွေစီကဘန်တွေကိုယူပြီးတော့ဆက်ပြီးလိန်နေဦးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုလိုတင်လို့ရှိရင်အဲ့လိုလူတွေကမကြိုက်ဘူးအောက်မှာဗျံပဓာတွေလာမှန်းလိမ့်မယ်